လာပါ DJ Hack Computer ဆေးရဲ့စာဝေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုမြောက်ဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Windows 11 25H2 ရဲ့ update ပြဿနာလေးတွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လက်တလုံးမှာ Microsoft ကနေပြီးတော့သူက Windows 11 25H2 ကိုကျွန်တော်တို့ update တွေမျှဝေပေးနေပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီ Windows 11 25H2 ကို install လုပ်လိုက်မယ်ဆိုရင်ဒီအချိန်မှာစစ်တွေတော်တော်များများမှာပြဿနာတွေတက်နေတယ်ပထမဆုံး error ကတော့ကျွန်တော်တို့ဒီ login fail error ပေါ့နော် login fail error ဆိုတာကျတော့ကျွန်တော်တို့ဒီ computer လေးမှာ Microsoft account တွေနဲ့ချိတ်ဆက်ထားတာရှိပါတယ်ခင်ဗျချိတ်ဆက်ထားတဲ့ account လေးမှာကျွန်တော် password ရိုက်ပြီးတဲ့အချိန်မှာ login fail ဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ပေါ်ပါတယ်အဲ့ဒီခါကျရင်သူက2နာရီစောင့်ရမယ်ဆိုပြီးတော့ပေါ်တယ်အဲ့ဒီပြဿနာလေးတွေ့ရတယ်နောက်တစ်ခုအနေနဲ့ကတော့ audio driver ပြဿနာလေးဖြစ်ပါတယ် audio driver ပြဿနာလေးဆိုတာကျတော့ကျွန်တော်တို့ computer မှာဒီ audio file တစ်ခုကိုဖွင့်လိုက်တာပဲဖြစ်ဖြစ် YouTube လို့လိုမျိုးပေါ့နော်ကျွန်တော်ဖွင့်ထားတယ်ဆိုရင်ဖွင့်ပြီးခဏလောက်ကြာတဲ့အချိန်မှာအသက်ပြောက်သွားတယ်အဲ့ဒီအချိန်တွေမှာကျွန်တော်တို့ကပြန်စစ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ device manager ထဲမှာဒီ audio driver ကိုမတွေ့ရတော့ဘူးချိုးဆက်တွေမှာဆိုရင် notification sign လေးကိုပြနေတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ restart ချလိုက်တဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့ကဒီစက်ကပြန်ပြီးတော့ audio driver အလုပ်ပြန်လုပ်တယ်အဲ့လိုပုံစံမျိုးပဲ error တွေကလည်ပတ်နေတာပေါ့နော်ပြီးတော့ error တွေကပြန်ဖြစ်တယ်ပေါ့နော်အဲ့ဒီပြဿနာတွေပဲဖြစ်နေတယ်ဒီလက်တလုံးမှာဒီ Windows 9ရဲ့ဆက်မှာပေါ့နော် Windows 11 25H2 ကို update ပေးနေပြီဆိုရင်မလုံးနဲ့အောင်ကျွန်တော်တို့ pause လုပ်တာပါ install မလုပ်ပါနဲ့ခင်ဗျာ install လုပ်ရင်စက်တွေတော်တော်များများမှာဒီပြဿနာတွေတက်နေတာတွေ့တယ်ကျွန်တော်အနေနဲ့ဒီဘက်အတွင်းမှာလည်းပဲကျွန်တော်ဆိုင်ကိုနှလုံးလောက်ရှောက်လာတယ်အဲ့လိုပြဿနာမျိုးကြောင့်ရောက်လာတယ်ဟောင်းနော်အဲ့ဒီအချိန်တွေမျိုးမှာဆိုရင်ကျွန်တော်တို့ driver တွေမောင်းကြည့်တယ်ချိုးဆက်တွေကကျတော့ driver တွေနဲ့မောင်းလိုက်လို့ဆက်ပြေးပြီမဲ့ချိုးဆက်တွေကကျတော့ဒီ audio driver မောင်းပေးလိုက်ရဆက်ပြေးပြီမဲ့ချိုးဆက်တွေကကျတော့ဝင်လို့တက်ပြတ်လိုက်ရပါတယ်ဘလို့ driver မှထက်လို့ဆက်မပြေပါဘူးအဲ့ဒီပြဿနာတွေရှိတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကဒီချိန်မှာလုံးဝ install လုပ်လို့မရတော့ဘူးလားဆိုရင်တော့မဟုတ်ပါဘူးဒီ Microsoft အနေနဲ့ပေါ့နော်ဒီ error ဖြစ်ရှင်းပြီးတဲ့ခါကျရင်တော့ကျွန်တော်တို့အနေနဲ့ကဒီ install ပြန်လုပ်လို့ရပါပြီအဲ့ဒီခါကျရင်တော့ကျွန်တော်တို့ error ခက်ခဲနဲ့ပြန်ပြီးလဲသုံးပြနိုင်မှာဖြစ်ပါတယ်ခင်ဗျာเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ